certificate authority ဆိုတာနော် digital လက်မှတ်ထုတ်ပေးရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပါတယ်ရိုးရိုးရှင်းရှင်းပြောရရင်ဒီ certificate authority ကနော် internet ပေါ်မှာအထောက်ထားစစ်ဆေးရေးဗဟိုဌာန digital passport office နဲ့တူပါတယ်နော်တကယ်လို့နော်ခင်ဗျားကကျွန်တော်တို့ဘာသာရပ်တစ်ခုအတွက်စစ်မှန်တဲ့ပါမောက္ခဖြစ်ကြောင်းတက်တည်ပြဖို့တက္ကသိုလ်ကထုတ်ပေးတဲ့မှတ်ပုံတွေကိုပြသရတယ်လို့ပဲ website ခုမှာမိမိကိုယ်ကိုစစ်မှန်သောဘန်ဒါမှမဟုတ်ရင်စတိုးဆိုင်ဖြစ်ကြောင်းကိုတက်တည်ပြဖို့အတွက်နော်ခုနပြောတဲ့ certificate authority လို့ခေါ်တဲ့ CA ကနေထုတ်ပေးတဲ့ SSR တို့ TNS တို့နော်ဒီလိုလက်မှတ် certificate ကိုပြသရပါတယ်ဒီ certificate authority ကဘာကြောင့်အရေးကြီးတယ်လဲဆိုလို့ရှိရင် internet ကိုသုံးတဲ့အခါမှာနော်ခင်ဗျားတို့က hacker တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုလို့ခေါ်တဲ့ man in the middle ခံရနိုင်တဲ့အန္တရာယ်ရှိပါတယ်ဥပမာနော်ခင်ဗျားက www.myanmarban.com လို့ရိုက်လိုက်ပေမဲ့ hacker ကခင်ဗျားကို www.myanmarban.hacker.com ဆိုတဲ့ဒီနော်တူပထားတဲ့နော်အတုလုပ်ထားတဲ့ဒီ website စီကိုလွှဲပြောင်းသွားနိုင်အောင်လုပ်ပါတယ်ဒီလိုဖြစ်ရပ်တွေကို certificate authority ကအခုလိုမျိုးဖြစ်မလာအောင်ကာကွယ်ပေးပါတယ်เนาะဒီ CA က website တစ်ခုကိုလက်မှတ်ထုတ်ပေးတဲ့အခါမှာဒီ website ကတကယ်ပိုင်ရှင်ဖြစ်ကြောင်းသူကစစ်စစ်အတည်ပြုပေးပါတယ်တကယ်လို့ခင်ဗျားတို့ရဲ့ browser နော် Chrome တို့ Firefox ဒီလိုမျိုး browser တွေမှာဒီ CA တွေရဲ့အမည်စင်းတွေကိုကြိုသွင်းပြီးသားမလို့ website ကလက်မှတ်ပြလာရင် browser ကစစ်ဆေးပြီးတော့လိပ်စာဘာမှာဒီတော့သွားပုံလေးနဲ့ပြပေးပါတယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ဒီ CA လို့ခေါ်တဲ့ certificate authority ကဘလို့အလုပ်လုပ်တယ်လဲဆိုလို့ရှိရင်ပထမဆုံး website ပိုင်ရှင်ကသူ့ရဲ့အချက်အလက်တွေနဲ့အတူเนาะဒီ CAC မှာလက်မှတ်တစ်ခုတောင်းခံရပါတယ်ဟုတ်ပြီဒီ CA ကနေပြီးတော့ဒီ website ကတကယ်ပိုင်ရှင်ဟုတ်မဟုတ်ကိုစစ်ဆေးတယ်เนาะဘလောက်ထိအသေးစိတ်စစ်လဲဆိုတာကတော့တောင်းခံတဲ့လက်မှတ်အမျိုးအစားပုံမှာပဲမူတည်ပါတယ်နောက်တစ်ခုကပြီးရင်ဒီဖြစ်เนาะဒါပြီးလို့ရှိရင်တော့သူကလက်မှတ်ထုတ်ပေးတာပေါ့เนาะအတီးပြုတ်ပြီးတော့ပြီဆိုလို့ရှိရင် CA ကသူ့ကို digital လက်မှတ်ကိုထုတ်ပေးပါတယ်ဒီလက်မှတ်ထဲမှာ website ရဲ့အများပြည်သူเนาะကျွန်တော် public key လို့ခေါ်တဲ့เนาะဒီ public key နဲ့ CA ရဲ့ digital လက်မှတ်တွေပါဝင်ပါတယ်နောက်ပြီးရင်တော့เนาะခင်ဗျားကဒီ website ကိုဝင်တဲ့အခါမှာ browser က CAC ကိုပြန်မဆက်တယ်ပဲသူ့စီမှာရှိတဲ့ CA အမည်စင်းနဲ့အမည်စင်းနဲ့လက်မှတ်ကိုပဲနှိုင်းရှင်စစ်ဆေးပြီးတော့စစ်မှန်ကြောင်းအတည်ပြုပေးပါတယ်เนาะcertificate authority အမျိုးအစားတွေကတော့เนาะအများကြီးရောရှိပါတယ်ဒါပေမဲ့ကျွန်တော်အခြေခံအားဖြင့်တော့เนาะဒီ root CA လို့ခေါ်တဲ့เนาะအခြေခံကျွန်တော်တို့certificate authority လို့ပြီး intermediate certificate authority ပြီးရင်ကျွန်တော် domain validation လို့ခေါ်တဲ့ DV ပြီးရင် organization validation လို့ခေါ်တဲ့ OV တွေနဲ့ပြီးရင်ကျွန်တော် extended validation လို့ခေါ်တဲ့ EV အမျိုးအစားတွေပေါ့နော်ဒါကတော့ကျွန်တော်တို့certificate authority ပေါ့နော် certificate authority အမျိုးအစားတွေဖြစ်ပါတယ်နောက်ပြီးဒီ CA မှာတတိထားမယ့်အချက်တွေကတော့เนาะCA အတုတွေပေါ့နော် CA အတုတွေမှာ hacker တွေက CA အတုတွေကိုဖန်တီးပြီးတော့အတုပလက်မှတ်တွေကိုထုတ်ပေးနိုင်ပါတယ်ဒါပေမဲ့ browser တွေကယုံကြည်ရတဲ့ CA စင်းထဲမှာမပါဘူးဆိုလို့ရှိရင်ဒီ website ကလုံခြုံမှုမရှိပါ security warning ဆိုတဲ့เนาะသတိပေးချက်တွေကိုပြပေးတတ်ပါတယ်เนาะဒါလည်းမကြာခဏတွေ့ကြမှာပါဟုတ်ပြီနောက်တစ်ခုကတော့ဒီ CA ကိုယ်တိုင်error ဖြစ်နေတဲ့အချိန်တွေရှိတယ်ဒါကတော့တစ်ခါတလေ CA တွေမှာသူတို့ရဲ့လုံခြုံရေးချိုးဖောက်ခံရတာမျိုးရှိတတ်ပါတယ်အဲ့ဒီခါမှာ browser တွေကဒီ CA เนาะ browser တွေကအဲ့ဒီ CA တွေကိုယုံကြည်နိုင်လောက်တဲ့စီးရင်ကနေပြီးတော့ဖယ်ရှားပြလိုက်ပါတယ်ဟုတ်ပြီဒီ CA လို့ခေါ်တဲ့ certificate authority ကเนาะ internet ပေါ်မှာရှိတဲ့เนาะယုံကြည်မှုเนาะအခြေခံဖြစ်ပါတယ်เนาะဘာလဲဆိုတော့ခင်ဗျားတို့ရဲ့ browser မှာဒီတော့သွားပုံလေးကိုမြင်ရတိုင်းအဲ့ဒီနောက်ကမှာ CA တစ်ခုကဒီ website ကစစ်မှန်ပါတယ် data တွေကိုလုံခြုံစွာပို့နိုင်ပါတယ်လို့အာမခံပေးထားတဲ့သဘောပါဒါကြောင့်เนาะကိုကြီးကိုတာအချက်လက်တွေဒါမှမဟုတ်ဘန်အချက်လက်တွေထည့်တဲ့အခါမှာဒီလိပ်စာဘားလေးမှာဒီ security key တော့ပုံလေးပါမပါအမြဲတမ်းစစ်ဆေးဖို့အရေးကြီးပါတယ်